သမီးလေးမိုးမြင့်စံနံထမရောင်စုံချက်ပန်းခင်းလေးတဲ့နေအိမ်ဆက်ပါနော်ကျွန်တော်သူအိမ်မလာလာမဖို့ရကိုဟာတဲ့ချင်လေးများနဲ့ချောသိမ်းမှာယုံကြည်စိတ်ချမေးစပေါ်ချင်အနည်းဆုံးလူပါမိုးပါနဲ့ဒုက္ခနဲ့ကြုံတွေ့တဲ့အခါရင်ဆိုင်မဲ့အတန်တာပေါ်အချက်အတင်မှနော်ဒီချိန်မှာသူမမင်းမရှိတဲ့အခါကိုတယောက်တည်းမင်းတည်ရပါယုံကြည်အားကိုလိုက်ပေါ်အချက်ရဲ့အနည်းဆုံးလူပါနေစနေတော့မင်းနေတော့မှရင်ဆိုင်မဲ့ဆိုးဆုံးဒုက္ခဆိုတာတုံးရင်နေတဲ့ချစ်သူရဲ့ကိုယ်ကိုယ်ဆိုတာလို့ချင်နေတာမင်းပြောင်းနေတဲ့ခုလာဝိသနာတွေပြောင်းလဲစေတဲ့ခွက်ပါအရာရာမင်းတို့ပဲပေါ်ချစ်သူလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရသူလားသမီးလေးမိုးမြင့်စံနံထမရောင်စုံချက်ပန်းခင်းလေးတဲ့နေအိမ်ဆက်ပါနော်ကျွန်တော်သူအိမ်မလာလာမပေါ်ရကိုဟာတဲ့ချင်လေးများနဲ့ချောသိမ်းမှာယုံကြည်စိတ်ချမေးစပေါ်ချင်အနည်းဆုံးလူပါမိုးပါနဲ့ဒုက္ခနဲ့ကြုံတွေ့တဲ့အခါရင်ဆိုင်မဲ့အတန်တာပေါ်အချက်အတင်မှနော်ဒီချိန်မှာသူမမင်းမရှိတဲ့အခါကိုတယောက်တည်းမင်းတည်ရပါယုံကြည်အားကိုလိုက်ပေါ်အချက်ရဲ့အနည်းဆုံးလူပါနေချင်နေတာမင်းလေလာမှာရင်ဆိုင်မဲ့ဆိုးဆုံးဒုက္ခဆိုတာတုံးနေတဲ့ချစ်သူနဲ့ကိုယ်ကိုယ်ဆိုတာလို့ချင်နေတာမင်းအပြောင်းလေးတစ်ခုသာဝိသနာတွေပြောင်းလဲစေတဲ့ခွက်ပါအရာရာမင်းတို့ပဲပေါ်ချစ်သူလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရသူပါနေချင်နေတာမင်းနေနာမှာရင်ဆိုင်မဲ့ဆိုးဆုံးဒုက္ခဆိုတာတုံးနေတဲ့ချစ်သူရဲ့ကိုယ်ကိုယ်ဆိုတာလို့ချင်နေတာမင်းအပြောင်းလေးတစ်ခုသာဝိသနာတွေပြောင်းလဲစေတဲ့ခွက်ပါအရာရာမင်းတို့ပဲပေါ်ချစ်သူလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရသူပါလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရသူပါလို့အတိုင်းပေါ်ကိုဟာနီးဆုံးချင်ရသူပါ